ဖုန်းလို့တကယ်ကောင်းတဲ့ဖုန်းလေးပါဘာဖြစ်လို့ဖြစ်သွားမှန်းမသိဘူးဆိုပြီးတော့ဆိုင်ကိုရောက်ရှိလာတယ် Samsung ရဲ့ Galaxy Z Flip 3လေးကိုကျွန်တော်တို့ပြုပြင်ပေးသွားမှာဖြစ်ပါတယ်ဒီဖုန်းလေးကခောက်ရင်လည်းရုပ်ပြောက်တယ်ဖြန့်ရင်လည်းရုပ်ပြောက်တယ်ဒီတိုင်းကိုလည်းပါဝါမလာဘူးဆိုတော့ပါဝါပြောင်းနေတဲ့ပြဿနာပေါ့နော်ဆိုတော့ဒီပြဿနာကိုကျွန်တော်တို့မှန်ချက်လုံးလဲစီရမလို့ပဲနဲ့ဂျားထဲမှာရှိတဲ့ middle cable ကိုကျွန်တော်တို့ဘက်ကနေပြီးတော့ရက်ပေါင်း180အာမခံချက်နဲ့အတူတီတီချာချာလေး replacement လုပ်ပြီးတော့လက်ရပိုင်းကိုလည်းတီတီချာချာလေး Q ဆိုင်ပြီးပြုပြင်ပေးလိုက်တဲ့နောက်မှာတော့ငကိုရှိရင်းစဲပုံစံအတိုင်းကိုပြန်လည်ပြီးတော့ကောင်းကောင်းမွန်မွန်နဲ့အသုံးပြုနိုင်တာပဲဖြစ်ပါတယ်ဆိုတော့ကြိုက်တဲ့လောက်ခောက်ကြိုက်တဲ့လောက်ဖွင့်ကျွန်တော်တို့ဘက်ကအာမခံချက်နဲ့အတူဆိုရင် EECC စေးလက်ရေးကိုအသုံးပြုနိုင်တာပဲဖြစ်ပါတယ်ဆိုတော့လက်ရပိုင်းကိုလည်းကျွန်တော်တို့ဘက်ကခင်မီဆက်ပစ္စည်းများကိုအသုံးပြုပြီးတော့တကယ်တက်ကြွတဲ့ technician တွေကပြုပြင်ပေးတော့တာပဲဖြစ်ပါတယ်သူကြီးမင်းတို့လည်းဒီလို error တွေဖြစ်နေပြီဆိုရင်တော့ကျွန်တော်တို့ mobile နောက်တာကိုလမ်းလာခဲ့ဖို့ကျွန်တော်ဒီကနေပဲဖိတ်ခေါ်လိုက်ပြရစီခင်ဗျာ mobile ဒေါက်တာနဲ့အတူမင်္ဂလာရှိတော့နေ့ရက်လေးကိုပိုင်ဆိုင်နေကြပါစေခင်ဗျာ